အင်္ဂလိပ်လိုက perspective မြန်မာလိုကအနီးအဝေးသဘောတရားဆိုတာပါလေ။ perspective ဆိုတာအခြေခံအားဖြင့်တော့နီးဝေးသဘောတရားရှုထောင့်မြင်လို့အဓိပ္ပာယ်ရပါတယ်။အလွယ်ပြောရရင် 2D ကို 3D ပုံစံပေါက်အောင်ရုပ်လုံးကြွအောင်ဆွဲရတဲ့နည်းစနစ်ပါပကြီးကားတကားဆွဲတော့မယ်ဆိုရင်ဒီသဘောတရားကိုမသိတဲ့အခါပုံထွက်ကအဆင်ပြေမှာမဟုတ်ပါဘူး။ perspective မှာအခြေခံအားဖြင့်မြင် point 3 မျိုးရှိပါတယ်။ 1-point perspective, 2-point perspective နဲ့ 3-point perspective ဆိုပြီးတော့ပါ။ 1-point perspective မှာဆိုရင်တော့ horizon line မြင်းဖြောင့်တစ်ကြောင်းက eye level ပါတဲ့မြင်းကနေအပေါ်ကိုမောကြည့်မလားအောက်ကိုငုံကြည့်မလားကဒီမြင်းကဆုံးဖြတ်ပေးပါတယ်။ 2-point perspective မှာဆိုရင်တော့ horizon line ကစမှတ်နဲ့ဆုံးမှတ်ဆိုပြီးရှိရပါမယ်။အရာဝတ္ထုတစ်ခုရဲ့ထောင်စွန်းတွေကိုကြည့်နေတဲ့အနေအထားမျိုးတွေမှာအသုံးပြုပါတယ်။ဥပမာလမ်းစုံလမ်းခွကအဆောက်အဦတွေကိုဆွဲတဲ့အခါဒီနည်းစနစ်ကိုအသုံးပြုပေးရပါမယ်။ 3-point perspective ကတော့ horizon line မြင်းဖြောင့်ကိုစမှတ်ဆုံးမှတ်ရှိတဲ့အပြင်ကိုမှအပေါ်သို့မဟုတ်အောက်မှာပါတတိယဆုံးမှတ်တစ်ခုထပ်တိုးလာပါမယ်။ဥပမာမိုးမျှော်တိုက်ကြီးတွေရဲ့အောက်ကနေအပေါ်ကိုမောကြည့်တဲ့အခါအဆောက်အဦတွေကအပေါ်ရောက်လေစိုက်အရွယ်စားသေးငယ်သွားလေဖြစ်ပြီးအပေါ်ကတတိယဆုံးမှတ်ကိုဥတီရေးဆွဲပေးရပါမယ်။ဒါမှကိုယ့်ရဲ့ပကြီးကားကရုပ်လုံးကြွပြီးအသက်ဝင်စေမှာပါ။